မင်းကောင်မလေးမင်းကိုဘာကြောင့်ထားသွားလဲဆိုတော့အကူနားလဲသွားပြီ ကျွန်တော်ဒီယောက်ျားရှိတဲ့မာနတစ်ယောက်ကိုကျွန်တော်အကျဉ်းဆုံးဂိမ်းလေးကူးပြီးပါလားကြာဂိမ်းဆောင်ပြီးတဲခွဲတော့ဖြီးပြမလို့ ဘလို့ဖြစ်တာလဲကွာဟာလေကောင်းလေးထားသွားတယ်ကောင်မလေးထားသွားလို့လားဟာအေးရအောက်စိတ်ချရွေးလေအခုစီမှာဂိမ်းနေအများကြီးရှိတယ် ဟုတ်တယ်ကိုကကျွန်တော်ကောင်မလေးထားပါလားကျွန်တော်နိုးနေမသိသေးဘူးဆိုလို့လားကြာကျွန်တော်ယူရမယ်ကားခိုးမယ်ဘုံပွဲမယ်ကဘာကြီးကိုပြန်ပြီးပြင်မယ် အဲ့လိုဖြစ်နေရမှာကဲအကိုးဆိုင်မှာ GTA 5လည်းရှိတယ် Call of Duty လည်းရှိတယ် God of War လည်းရှိတယ်မင်းဘာဂိမ်းဆောင်လဲပြော ကိုကလည်းလုံးပြန်ပြီး GTA 5ခုတော့ကလည်းဘာကြီးကူးနေပဲမသိကျွန်တော်လူကြီးရေချက်ကိုပွဲရော ငါစတာပါကွာမင်းကဒီကောင်မိမယ်ကငါ free တယ်ပြီ ခဏတော့ကိုဒီဖုန်းဆက်လို့ Hello မေမေဟုတ်တာပြင်မှာဂိမ်းလာကူလားဟုတ်တာနှာသေးနေလို့ပါမေမေဟာမေမေကလည်းတာလူတို့ကြီးပြစ်တာခတ်တာစော့ကျင်တာလေညာညဘက်ကျရင်အိမ်မဆိုးရင်မပြီးရောင်တတ်တယ်ဟုတ်ကဲ့ဒါမေမေတကနားထောင်ပါမယ်ဟုတ်မေမေကအဲ့ဒီဂိမ်းကြီးမချော့ကြဘူးညဘက်ကျရင်ရောင်ပြီးတော့အိမ်မဆိုးရင်မတ်တက်လို့တဲ့ ဟုတ်ပါပြီကွာအဲ့ဆိုရှင် FIFA ဆော့မလားဘောလုံးဂိမ်း အဲ့ဒါလည်းမမီးပေးမစော့ ဟမ် ဘူးပြင်မှာပါကန်ကျင်လာရင်ကျွန်တော်တို့ခိုင်းပြီးမှဆိုးလို့တဲ့ အဲ့ဒါဆိုလည်းမင်းငါစီလာပြီးတော့ဘာလာကူးမှာလဲ ဟိုကလည်းစိတ်မဆိုးပါနဲ့အမေခွင့်ယူထားတဲ့ဂိမ်းတွေတစ်ခုတော့ရှိပါတယ် ဟလာအေးပြောငါကူးပေးမှာပေါ့ ကြောက်ကင်းတုံရှိလာရင်ကြောင်လေးကြီးရေချိုးပြီးစားကျွေးရတဲ့ဟာလေ ညီလေးမင်းပြန်လိုက်တော့မင်းကောင်မလေးမင်းကိုဘာကြောင့်ထားသွားလဲဆိုတော့အကူနားလဲသွားပြီ ဟာလို့ခဏလေးတော့ message ပို့လို့ဟာအခုကျွန်တော် H က message ပို့လိုက်တယ် ဟုတ်လားဘာရလဲပြန်တွဲမယ်ရလား သူကပြောတယ်နေ့မြေစကားနားမထောင်မဲ့ခုချက်ချင်း mobile ကြီးချက်မှာငါ့ကိုတန့်ကင်ပြီးကာကွယ်ပြီးပြန်တွဲပေးမယ်တဲ့မလုံးနိုင်တော့တကယ်ပြက်ပဲတဲ့ လုံးလိုက်လေကွာမင်းကဒီလောက်ကတော့ဖြစ်တယ်မှာမင်းကောင်မလေးမင်းစီပြန်လာမယ့်ဟာပဲလုံးလိုက်မင်းတခုကိုဆုံးဖြတ်ချက်ချလိုက်တော့ အကိုပြောဟုတ်တယ်နော်ကျွန်တော်ဆုံးဖြတ်ချက်ချမှရမယ် ချပါလား ကျွန်တော်ပြက်ပြက်သားသားရွေးချယ်လိုက်တော့ကဲပြီးသွားပြီကိုကျွန်တော်ပြတ်သားလိုက်ပြီ ဟာမြန်လာ ਈ လားဘာလို့လဲ ကျွန်တော်သူ့ဘလော့လိုက်ပြီဘလော့လိုက်ပြီဟုတ်တယ်ကျွန်တော်ဆုံးဖြတ်ချက်လုံးဝမှန်တယ်ကျွန်တော်ဒီယောက်ျားရှိတဲ့မာနတစ်ယောက်လုံးဝကျွန်တော်ဆုံးဖြတ်ချက်တွေမှန်နေရမယ်တော်ပြီမိမတွေကိုစိတ်ကုန်သွားပြီဂိမ်းလည်းမကူးတော့ဘူးကိုပြန်တော့မယ်ကျွန်တော်တယောက်တည်းဖြတ်တန်းတော့မယ်ဘွာကြီးကို ညေးအခုမှဂင်းနေရှိတယ်အဲ့ဂင်းရလေရီစာမရှိလူဆိုရီစာတန်းရတယ် ဟာရဲလားကို တကယ်ပေါ့